ခဲ့ပါခင်ဗျာ။စီမီယာကြီးမြင့်ပြည်နယ်အတွက်ကျွန်တော်တို့ရွှေမင်းသမီးစူပါစင်တာမန်နေဂျာဦးရဝင်းအောင်ကိုစေမြတ်ထပ်သူလေးစားစွာဖြင့်ပြင်ပတကပြရပါတယ်ခင်ဗျာ။ကျွန်တော်တို့စမြောင်းကိုမကြည့်မြင်ခင်မှာကျွန်တော်တို့ဒီစုရင်းချက်ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့စူပါစင်တာရဲ့မန်နေဂျာဦးရဲဝင်းအောင်ကရှင်းပြမှာဖြစ်ပါတယ်ခင်ဗျာ။ဒါပါကျွန်တော်တို့တိုင်ပွဲဝင်သွားတဲ့ဒီကတော့အကုန်လုံးကတော့ကျွန်တော်နေနေပေါ့နော်။ဘသူမှကျွန်တော်တို့အနေနဲ့ကြည်တာမျိုးပေါ့နော်။ဖက်လိုက်တာမျိုးမဖြစ်အောင်လို့မနေ့ကညကမှဒီပေါ်မှာအကဲဖြတ်ပြပါဆိုလို့ကျွန်တော်ကလည်းဒီပကြီးနဲ့ပေါ့နော်ဆေးရောက်ခြင်းပေါ်မှာဒါကိုတိုင်းလည်းဒီကိုတိထားတဲ့ knowledge ပေါ်မှာပြီးပြီးတော့ကိုတိုင်းလည်းထပ်ပြီးလို့ရှိရင်ကျွန်တော်သူ့ရဲ့စီးမင်းစီးကားပေါ့နော်အချက်တွေနဲ့ထိုက်ညီတဲ့အားတွေသမီးတွေဘက်ကနေပြီးဆွဲထားတဲ့အပေါ်မှာကျွန်တော်အနေနဲ့လည်းအကိုအကားနဲ့ပဲကျွန်တော်အနေနဲ့ဆုံးဖြတ်ပေးတာဖြစ်ပါတယ်အဲ့ပေါ်မှာလည်းကျွန်တော်အနေနဲ့တစ်ချက်သိစေချင်တာပေါ့နော်ပကြီးအမှုပညာနဲ့ကျွန်တော်တို့ဒီအခြေခံသဘောတရားတွေဖြစ်တဲ့ဒီကျွန်တော်ငင်းချောင်းတွေပေါ့ဒီသားမိမိတို့ဆွဲတဲ့ငင်းချောင်းလေးတွေဒီပကြီးနဲ့ဆေးရောင်ချယ်ကမတူပါဘူးဆေးရောင်ချယ်ဆိုတာကကျွန်တော်တို့အခုပေးထားတဲ့ခေါက်ချောင်းတွေပေါ်မှာဆွဲတဲ့ဆေးရောင်ထဲသွင်းတဲ့ပညာပေါ့နော်နောက်တစ်ခုကကြတော့ပကြီးကြတော့အဲ့လိုမဟုတ်တော့ဘူးသူကိုယ်တိုင်ရဲ့ကျွန်တော်တို့ဒီငင်းချောင်းတွေသုံးသွားတဲ့ငင်းခွေးတို့ငင်းကောက်တို့အဖြောင်းတို့အစရှိသဖြင့်ပေါ့နော်အဲ့ဒီအခြေခံသဘောတရားတွေကိုသုံးသွားတော့မှမူတည်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဆုံးဖြတ်ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပုံသဏ္ဍာန်တစ်ခုကိုပေါ်အောင်လို့ဆွဲတဲ့နေရာမှာဒါကဘယ်လိုပုံစံလဲသူရည်ညွှန်းတဲ့အဓိပ္ပာယ်ကဘယ်ပုံစံမျိုးရည်ညွှန်းပြီးဆွဲတာလဲဆိုတဲ့အားပေါ်မှာလည်းကျွန်တော်အနေနဲ့ဆုံးဖြတ်မှတ်ပေးထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီလက်ရပေါ်မှာကျွန်တော်တို့အယောင်သုံးလုံးထားတဲ့အယောင်ခြေသားထားတဲ့ပုံမှာလည်းမူတည်ပါတယ်အဲ့အယောင်ပေါ်မှာကျွန်တော်ထပ်ပြီးလို့ရှိရင်တချို့သားတွေမိမိတွေကမှပြောတဲ့အဝါနဲ့တင့်တော်တဲ့နေရာမှာအပြာလေးတွေသုံးထားတာရှိတယ်အပြာနဲ့တင့်တော်တဲ့နေရာမှာဒါအနီပေါ့နော်အစားရှိလို့ပေါ့ကာလာပေါ်မှာတို့ရဲ့တက်ဝင်ခံစားမှုပေါ်မှာလည်းရွေးချယ်ပြီးတော့ကျွန်တော်အနေနဲ့အကဲဖြတ်ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပကြီးတစ်ခုကိုကြီးလိုက်တဲ့အခါကျရင်ကလေးပဲဆက်ဆွဲလူကြီးပဲဆက်ဆွဲကလေးလျောက်ဆွဲတာဖြစ်ခြင်းကအဲ့ဒီသူ့ရဲ့ဆွဲတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့မျက်စိပတာရဖြစ်မှုဆိုတဲ့ကျွန်တော်တို့ဒါအကဲဖြတ်ဆုံးဖြတ်တဲ့သူတွေအနေနဲ့ပေါ့နော်မျက်စိပတာရဖြစ်တဲ့အပေါ်မှာလည်းကျွန်တော်တို့ရွေးချယ်ဆုံးဖြတ်ပါတယ်ပြီးတော့အသုံးပြုသွားတဲ့နောက်ဆုံးတစ်ချက်ကတော့သူတို့ရဲ့စိတ်ကူးစိတ်တမ်းလေးတွေပေါ့ဒီမှာပြောတဲ့ခရစ်စမတ်နဲ့ပတ်သက်တာလားဒါမှမဟုတ်ကျွန်တော်ဆောင်းရာသီနဲ့ပတ်သက်တာလားဒါမှမဟုတ်သဘာဝပတ်ဝန်းကျင်ကိုသူတို့ပုံဖော်ချင်တာလားဒါမှမဟုတ်သူတို့တောင်းနဲ့ပတ်သက်တဲ့ပေါ့နော်ဒါပါတော့သူတို့တက်နေတဲ့ခုမူချိုပဲဖြစ်ဖြစ်တောင်းနေပဲဖြစ်ဖြစ်အစားရှိလို့သူတို့ရဲ့စိတ်ကူးစိတ်တမ်းပုံဖော်မှုပေါ်မှာလည်းပြီးတော့ရွေးချယ်ဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်ဒါကတော့ပကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်အနေနဲ့ရှင်းပြပေးတာပါဆေးရောင်ချယ်အနေနဲ့ကတော့ကျွန်တော်တို့အဓိကတော့ကျွန်တော်အနေနဲ့ရွေးချယ်ဆုံးဖြတ်သွားတဲ့နေရာမှာအယောင်သွေးကိုအဓိကအယောင်ပေါ့အယောင်ဒီအကြောင်းကိုဝါနီပေါ့နော်အဖြူပေါ့ကျွန်တော်တို့အခြေခံကာလာတွေဖြစ်တဲ့ဝါစိန်ဒီပြာအဖြူနဲ့ဆိုတဲ့အစားရှိသွင်းတဲ့အခြေခံအယောင်တွေပေါ်မှာဒီကလေးရဲ့ပေါ့နော်ဒီနားလည်မှုပေါ်မှာကိုလည်းကျွန်တော်အနေနဲ့အခြေခံဆုံးဖြတ်ထားတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလို့ပေါ့နော်ပကြီးတော့သူဒီဘယ်လိုပြောမလို့အရင်ကြီးမခက်ခဲဘူးဆိုပေမဲ့လည်းငကိုရှိပြီးတော့ရုပ်ပုံတွေရဲ့အပေါ်မှာဆေးရောင်ထဲသွင်းတဲ့အပေါ်မှာပေါ့နော်ကျွန်တော်တို့ပုံတော်ပုံကကြည့်လိုက်တဲ့အခါကျလို့ရှိရင်လင်းနေပြီးတော့တောက်နေတာမျိုးတကယ်ကြည့်ရင်စပွဲဖြစ်တဲ့ဟာမျိုးဖြစ်လာသဘာဝဆန်လားသူ့ရဲ့စိတ်ကူးစိတ်တမ်းအမှန်တကယ်နဲ့ဆွဲထားတဲ့ပုံပေါ်ခြင်းမျိုးလားဒါမျိုးကိုလည်းကျွန်တော်အနေနဲ့ခြုံငုံသုံးသပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့စိတ်ကူးရင်ဖန်တီးတဲ့အရေးသေးပေါ်မှာလည်းထည့်သွင်းစဉ်းစားတယ်ပြီးတော့ဒီပကြီးလူပညာလည်းမဟုတ်ပဲပေါ့နော်သူ့ရဲ့အမြင်အာရုံပေါ့ကာလာနဲ့အမြင်အာရုံပေါ်မှာကလေးတယောက်ရဲ့ပေါ့နော်သားသမီးတွေရဲ့ဖန်တီးနိုင်စွမ်းကိုကျွန်တော်အနေနဲ့ထည့်သွင်းစဉ်းစားပြီးတော့ဆိုလိုချင်တာပေါ့နော်ပကြီးမှာဆိုရင်အခြေခံ9ချက်နဲ့ကျွန်တော်တို့အမှတ်ပေးစီးပြင်းအနေနဲ့ဆုံးဖြတ်တယ်ဆေးရောင်ချယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့၄ချက်အနေနဲ့ကျွန်တော်ထည့်သွင်းဆုံးဖြတ်တယ်အဲ့ဒါနဲ့ကျွန်တော်အနေနဲ့အမှတ်ပေးပြီးတော့ဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်ဒီသူတယောက်ကမှကျွန်တော်တို့ဒါအမှတ်ပေးတဲ့သူဘက်ကနေကျွန်တော်တို့တိတာမျိုးဘက်လိုက်တာမျိုးလုံးဝအလုံးမထားပါဘူးလို့ကျွန်တော်အနေနဲ့အချောင်းချချင်ပါတယ်ညလာရက်ခံပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အမိရဘူးလားမတော်ရဘူးအမိရနာကွန်တီရီစာဒါတော့သားသမီးတို့ကြားသွားတယ်ဒါဒီသမီးကကြတော့သူကပကြီးပါ
ပကြီးပေါ်မှာဒါသူဆွဲသွားတဲ့ပကြီးပေါ့နော်ဆွဲသွားတဲ့ပကြီးမှာခဏလေးသမီးလေးပြက်ပြန်လေးပြပေးဆွဲသွားတဲ့ကပကြီးလဲရတော့ဒါသူ့နောက်မှာအများကြီးရှိပါတယ်ရှင်မြန်ရတဲ့ဥကြီးတော့အများကြီးပဲဒီပေါ်မှာမှသူသုံးသွားတယ်ပေါ့နော်ဒီမြေကောက်ကြောင်းကာလာအနူရင်ဖဲသွင်းသွားတဲ့ပုံစံဒီအသုံးပြုမှုတွေပေါ့နော်မျိုးမျိုးပေါ့ဒီပေါ်လေးမှာကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့နဲ့ဟိုကိုင်းညီတယ်ခုန9ချက်နဲ့အများဆုံးကိုင်းညီတဲ့အမှတ်ပေးရပါတော့ကိုင်းညီတဲ့ဒီသမီးလေးပေါ်မှာကျွန်တော်တို့ဆုံးဖြတ်လိုက်တာပါဒါကတော့ပကြီးပါဒီသမီးလေးကကြတော့ကျွန်တော်တို့ဆေးရောင်ချဲပါဆေးရောင်ချဲမှာကြတော့နည်းနည်းလေးပြိုင်ပဲကလေးများတယ်တော်တော်များများဟိုသာသမီမိတွေကကြတော့လေဆေးရောင်ထဲတဲ့ပုံမှာသူပုံမှန်လဲကိုယ်အိမ်မှာလဲဟိုဘယ်တော့မှဒီခေနေတာတွေဆိုတော့ပေါ့နော်အဲ့တော့ဒီသမီးလေးသားသလိုပဲကျန်တဲ့နောက်ထပ်3ယောက်လောက်ဒီသူ့လိုပဲမတိမ်မရင်လှတဲ့သားတွေမိမိတွေရှိကြပါတယ်ဒါပေမဲ့အကောင်းဆုံးတကယ်ကိုကာလာထည့်သွင်းတဲ့နေရာမှာပုံပေါ်တဲ့ဘာကိုပဲကျွန်တော်တို့တွေနဲ့မဲပြီးပြီးတော့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲသမီးလေးကျေးဇူးတင်ပါတယ် ကဲပါဗျာစုချင်း